World Cup 2026ရဲ့အကြီးမားဆုံး surprise team ကဘယ်အသင်းလဲလို့မေးရင်လူတိုင်းမျက်လုံးပြူးသွားမယ့်အဖြေကနော်ဝေပါ။အုပ်စုအဆင့်တုန်းကတော့အေးအေးဆေးဆေးပဲလို့ထင်ရပေမဲ့ knockout stage ရောက်တဲ့အချိန်မှာနော်ဝေရဲ့အနေအကတကယ့်ကိုအတိုင်းထက်အလွန်ဖြစ်လာခဲ့တာ round 3 မှာ Ivory Coast ကိုကျော်ဖြတ်ခဲ့တယ်လို့ round 16မှာတော့ယုံကြည်ချက်လွန်နေတဲ့အင်အားကြီး Brazil ကို2-1နဲ့အိမ်ပြန်လှုပ်ပြီး quarter final ကိုတက်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာမှာမေးစရာရှိတာကနော်ဝေဘာလို့ဒီလောက်တောင်ကြောက်ဖို့ကောင်းနေရတာလဲ။လူအများစုကနော်ဝေလို့ပြောလိုက်တာနဲ့အာလင်းဟာလန်းကိုပဲပြေးမြင်ကြတာပေါ့။ဒါပေမဲ့အမှန်တရားကတော့နော်ဝေရဲ့အောင်မြင်မှုကဟာလန်းတယောက်တည်းကြောင့်မဟုတ်ပါဘူး။ဟုတ်ပါတယ်။ဟာလန်းက box ထဲမှာအခွင့်အရေးရတာနဲ့ဂိုးဖြစ်ပြောင်းလဲနိုင်တဲ့ကမ္ဘာအကောင်းဆုံး striker တွေကတယောက်ပါပြိုင်ဘက်နောက်တန်းတွေရဲ့နောက်ကျောကိုပြေးဝင်တဲ့သူ့ရဲ့အချိန်ကိုက်လှုပ်ရှားမှုတွေကနော်ဝေအတွက်အဓိကတနက်တလက်ဖြစ်နေတာအမှန်ပဲ။ဒါပေမဲ့အဲ့ဒီတနက်ကိုကြီးစံဖြစ်ပေးပြီးမောင်းဆွဲပေးနေတာကဘသူလဲအသင်းကောင်းဆောင်မာတင်အိုဒီကတ်ပါ။အိုဒီကတ်ဟာကွင်းလယ်မှာပွဲရဲ့တန်းမိုးတစ်ခုလုံးကိုစိတ်ကြိုက်ကစားသွားနိုင်တယ်လို့တိုက်စစ်ကိုတစ်ချက်ထဲနဲ့လမ်းကြောင်းပြောင်းပေးနိုင်တဲ့ခီးဖတ်တွေကိုဘယ်အချိန်မဆိုဖန်တီးပေးနိုင်သူပါဟာလန်းနဲ့အိုဒီကတ်ရဲ့ဒီလိုကွန်ဘိုမိမိချိတ်ဆက်မှုကပြိုင်ဘက်တွေအတွက်တကယ်ငရဲပါပဲ။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။နော်ဝေကိုတကယ် target မိစေတာကသူတို့ရဲ့ tactical system ကြောင့်ပါ။သူတို့ကဘောလုံးကိုအကြာကြီးကင်မထားဘူးဗျ။နောက်တန်းကိုချစ်ချစ်လစ်လစ်ပိတ်ဆို့ထားပြီးပြိုင်ဘက်စီကဘောလုံးလူလို့ရတာနဲ့ counter attack ကိုအမြန်ဆုံးစတင်တာဒီလိုလျင်မြန်လုံးတဲ့ transition ကြောင့် Brazil လိုကမ္ဘာအဆင့်အသင်းကြီးတောင်မျက်စိလဲပြီးအမှားလုံးမိသွားတာပေါ့။ပြီးတော့ superstar 2ယောက်ရှိပေမဲ့အသင်းလိုက်စီကန်းရှိနေရာစုံမှာအလုပ်လုပ်ပေးကြတာကနော်ဝေရဲ့အကြီးမားဆုံးအားသာချက်ပါပဲ။အချင်းချုပ်ရရင်တော့ဗျာနော်ဝေရဲ့အောင်မြင်မှုဟာလန်းရဲ့ဂိုးသွင်းစွမ်းရည်အိုဒီကက်ရဲ့တီထွင်ဖန်တီးမှုနဲ့အသင်းတစ်သင်းလုံးရဲ့ tactical discipline တို့ပေါင်းစပ်ထားတဲ့ perfect result ပဲဖြစ်ပါတယ်။ကဲအခုတော့နော်ဝေက quarter final ကိုရောက်နေပြီးသူတို့ရဲ့ကမ္ဘာဖလားခီးလန်းကဒီမှာတင်ရက်သွားမလားဒါမှမဟုတ် World Cup တစ်ခုလုံးကိုဆက်ပြီးလှုပ်ခတ်အောင်မလားတငယ်ချင်းတို့ရဲ့အမြင်ကိုလည်း comment မှာရေးခဲ့အောင်နော်ဗီဒီယိုကိုသဘောကျရင် like လုပ်ပြီး KOHU ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနောက်ထပ် football analysis စိတ်ဝင်စားစရာတွေနဲ့ပြန်လာခဲ့ပါမယ်။